ချက်ကိုကြည့်ပြီး trend ကိုမသိသေးဘူးဆိုရင်တော့ဒီ indicator ကိုတည်ထားသင့်ပါတယ်။ Okay ကျွန်တော်တို့ moving average indicator ကိုထည့်ကြည့်အောင်ကျွန်တော်ဒီနေ့မှာ moving average indicator အကြောင်းလွယ်ကူလို့ချိမှတ်သွားပြီးမှဖြစ်ပါတယ်။ moving average ဆိုတာက price ခုရဲ့ပြည့်ညတ်တန်ဖိုးတွေကိုတွက်ချက်ပြီး trend ကဘယ်ဘက်ကိုသွားနေလဲ up trend က down trend ကစတာကိုမြင်သာအောင်ပြတဲ့ indicator တစ်ခုဖြစ်ပါတယ်။ဒီ moving average မြင်ရပေါ်မှာ price ရှိနေတယ်ဆိုရင်တော့ဒါ up trend ဖြစ်နိုင်ပါတယ်။ဒီ moving average မြင်ရအောက်မှာ price ကရှိနေမှာဆိုရင်တော့ down trend ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ entry တစ်ခုဝင်တော့မယ်ဆိုလို့ရှိရင် moving average indicator တစ်ခုလည်းအားမကိုးသင့်ပါဘူး။ကျွန်တော်တို့ support နဲ့ resistance လိုမျိုး market structure တွေနဲ့တွဲပြီးကြည့်မှဇင်ချတာပိုပြီးစင်ပြီးပိုပြီးမှန်ကန်နိုင်ပြီ။ SMA နဲ့ EMA ရဲ့ကွာခြားချက်တွေကိုသိချင်လို့ရှိရင်ကျွန်တော် comment မှာဝင်အောင်ရေးသွားနိုင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာ moving average ကို support resistance လို market structure နဲ့တွဲပြီးတော့ဘယ်လိုမျိုးအကျိုးချအောင်သုံးချမလဲဆိုတော့ session ပြသွားမှာဖြစ်ပါတယ်။အားလုံးကောင်းဆုံးနေ့လေးဖြစ်ကြပါစေ။နောက်မှပြန်တွေ့ကြတာပေါ့။